အိမ်ထဲကိုဆက်စီကြတဲ့ဗန်နီကောင်မလေးတယောက်ရုတ်တရက်ရောက်လာပြီးသူကကျွန်တော်ရဲ့ဇနီးပါလို့ပြောရပါတယ်ပြဿနာကကျွန်တော်သူမကိုလုံးဝမသိတာပါပဲဒါနဲ့ကျွန်တော်လည်းဘေ့စ်ဘောတို့ကိုကောက်ကင်ပြီးသူမကိုအိမ်ပြင်မောင်းထုတ်ဖို့လုပ်တော့အဲ့ဒီကောင်မလေးကကျွန်တော်ကသူမနဲ့ဘေ့စ်ဘောကစားချင်နေတယ်လို့ထင်သွားပြန်ရောအစကတော့သူမဟာကျွန်တော်ကိုအသေးလဲဆွဲလန်းနေတဲ့အမာခံပရိသတ်တယောက်ဖြစ်မယ်လို့ထင်ခဲ့တာပါဒါနဲ့ပဲသူမရဲ့မှတ်ဉာဏ်တွေကိုစစ်ဆေးဖို့အတွက်ကျွန်တော်ရဲ့စွမ်းအားဖြစ်တဲ့ Lewis Actor ကိုချက်ချင်းအသုံးပြုလိုက်ပါတယ်ဒါပေမဲ့မှတ်ဉာဏ်တွေကိုကြည်ရင်နဲ့ကျွန်တော်ပို့ပြီးတော့လန့်သွားရပါတယ်အမှန်တော့ကျွန်တော်ဟာအဲ့ဒီကောင်မလေးနဲ့အတူတူနေထိုင်ခဲ့တာ3 လက်နီးပါးရှိနေပြီဖြစ်လို့ပါပဲပိုဆိုးတာကအဲ့ဒီအချိန်တုန်းကမှတ်ဉာဏ်တွေကျွန်တော်စီမှာလုံးဝမရှိတော့တာပါပဲကျွန်တော်မမိတဲ့လောက်ကတော့လမ်းလျှောက်ထွက်ရင်းနဲ့နှကုန်းတစ်ခုနားကိုဖြတ်သွားခဲ့တာပဲရှိပါတယ်အဲ့ဒီနှကုန်းထဲမှာထူးဆန်းတဲ့မှန်တစ်ချက်ရှိတယ်လို့ကြားတာနဲ့ဝင်းကြီးမီယာကနေတတိပြန်ရလာတဲ့အချိန်မှာပဲ3လက်တောင်ကုံဆုံးသွားခဲ့ပါပြီဘာတွေဖြစ်ခဲ့လဲဆိုတာသိရအောင်နှကုန်းဆောင်စီမှာသွားမေးကြည့်တဲ့အခါကျမှအဲ့ဒီမှန်ထဲမှာလက္ခဏာဆရာကြီးတယောက်ရှိနေမှန်းသိလိုက်ရပါတယ်အကယ်လေးတယောက်ကအဲ့ဒီမှန်ထဲမှာအရေးထင်သွားပြီဤဆိုရင်အဲ့ဒီဆရာကြီးကထိုသူရဲ့ကိုယ်ထဲကိုပူကတ်သွားတတ်ပါတယ်ပြီးရင်အဲ့ဒီလူစိတ်ထဲကနေအမြဲတမ်းလှုပ်ချင်ပေမဲ့မလုပ်ရဲခဲ့တဲ့အရာတွေကိုလိုက်လုပ်ပါတော့ရဲ့တကယ်တော့အဲ့ဒီဆရာကြီးကလူတယောက်ရဲ့မကောင်းတဲ့အမောင်ဘတ်ချန်လောဘနဲ့ရာဂစိတ်တွေကိုပဲပို့ပြီးကြီးထွားလာအောင်လုပ်ပေးတာပါကံကောင်းတာကဖြည့်ရှင်တဲ့ကရိုးရိုးရေးပဲပြမှန်ထဲမှာကိုယ့်ရိတ်ထက်မထင်အောင်တတိထားပြီးအဲ့ဒီမှန်ကိုကင်ပြီးတော့ကိုယ့်နေရာမှာတင်ပတ်ချလဲ3ပတ်လှည့်လိုက်ရုံပါပဲဒါဆိုရင်ပူကတ်ခံရစဉ်အတွင်းလုပ်ခဲ့သမျှအရာအလုံးကမလုပ်ခဲ့သလိုမျိုးပြန်ပြီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းနှကုန်းဆောင်ပြောတဲ့အတိုင်းလိုက်လုပ်ပြီး3ပတ်လှည့်လိုက်ပေမဲ့စိတ်မကောင်းစရာကလူပြိုကြီးပြန်မဖြစ်လာတဲ့အပြင်နောက်ထပ်3လတောင်ထပ်ပြီးကုံဆုံးသွားခဲ့ပြန်ပါတယ်အကြောင်းရင်းကတော့ကျွန်တော်မှန်နားကိုချင်းကပ်သွားတဲ့အချိန်မှာအနားမှာတခြားလင်းပြန်တဲ့ပစ္စည်းတွေရှိနေလို့ပါပဲကျွန်တော်ဟာတွဲဝိုက်ပြီးမှန်ထဲမှာအရေးထင်သွားခဲ့တာပါအဲ့ဒီဆရာကြီးကကျွန်တော်ကိုယ်ထဲကိုထပ်မံပူကပ်ပြီးနောက်ထပ်3လက်လုံးကျွန်တော်ဘဝနဲ့နေထိုင်သွားခဲ့ပြန်ပါတယ်အဲ့ဒီချိန်တွင်းမှာသူကဘာ3ဝင်နာမှမလုပ်ခဲ့ပါဘူးနေတိုင်းအိမ်မှာပဲထိုကောင်မလေးနဲ့အချိန်ကုန်ခဲ့ပြီးကျွန်တော်အသက်ထက်ချစ်တဲ့အိမ်မွေးခွေးလေးကိုတောင်းနှိပ်စက်ခဲ့ပါသေးတယ်တရက်တော့ကျွန်တော်ရဲ့စားရဲဖြစ်တဲ့ကယိုကာအီဇူမီကဆာမိုချောင်းတတိပေးဖို့ရောက်လာတဲ့အခါမှာအဲ့ဒီကောင်မလေးကကယိုကာကိုတတိလစ်သွားအောင်ရက်ချလိုက်ပါတော့တယ်ကျွန်တော်လည်းရှင်းပြဖို့လုပ်ပေမဲ့ကောင်မလေးကကျွန်တော်လည်းဘင်းကိုဆေးတစ်မျိုးလာထိုးလိုက်ပါတယ်သူမဟာကျွန်တော်နဲ့ကလေးတယောက်ရလာပြီးတဲ့နောက်မှာတော့အချစ်မျက်စီကမ်းပြီးယူသွနေခဲ့ပါပြီကျွန်တော်ဘေးနားမှာတခြားဘယ်မင်းကြီးကိုမှရှိမနေစေချင်တော့ပါဘူးကယိုကာကကျွန်တော်သူငယ်ချင်းဖြစ်ပေမဲ့သူမမျက်စိထဲမှာတော့အကြီးမားဆုံးအချစ်ပြေအိုင်ဘတ်ကြီးဖြစ်နေခဲ့တာပါအစိမ့်မိထားတဲ့အတွက်ကျွန်တော်အားအင်ကုန်ခန်းနေပြီးကောင်မလေးပေါ်လဝဲလက်တာကိုလုံးဝသုံးလို့မရတော့ပါဘူးဒါပေမဲ့ကယိုကာအီဇူမီကိုကျွန်တော်ကြောင့်အသေးမခံနိုင်တဲ့အတွက်စွန်စားယုံကလွဲလို့အခြားနယ်လမ်းမရှိတော့ပါဘူးကျွန်တော်ဟာကိုလဝဲလက်တာပြန်သုံးလိုက်ပြီးကျွန်တော်တို့နှစ်ယောက်ကြားကဆက်ဆံရေးကအစ်စ်အမှန်ဟုတ်မဟုတ်တက်တည်ပြဖို့အတွက်ကောင်မလေးကိုကျွန်တော်ရဲ့မှတ်ဉာဏ်တွေကိုဖတ်ကြည့်ဖို့အခွင့်အရေးပေးလိုက်ပါတယ်ကောင်မလေးလည်းအဲ့ဒီထောင်ချောက်ထဲကိုတိုးဝင်လာခဲ့တာပေါ့သူမကအမှတ်ဉာဏ်တွေကိုဖတ်ဖို့တိုးကပ်လာတဲ့အချိန်မှာပဲကျွန်တော်ကစွမ်းအားကိုအသက်သွင်းလိုက်ပါတယ်သူမပိုက်ထဲကကလေးကအပြစ်ကင်းနေဆိုပေမဲ့အဲ့ဒီကလေးရဲ့တရှိမှုကအစကတည်းကအမှားတစ်ခုဖြစ်ခဲ့တာပါကျွန်တော်လည်းနောက်ဆုံးကြံတဲ့အားအင်လေးနဲ့ကောင်မလေးကိုအမိန့်တစ်ခုပေးလိုက်ပါတယ်နှကုန်းကိုတွားပြီးအဲ့ဒီမှန်ကိုလှည့်လိုက်ဖို့ပါပဲကောင်မလေးမြေပြင်ပေါ်ကိုလဲကျသွားတာနဲ့တပြိုင်နက်အဲ့ဒီဆရာကြီးလှုပ်ခဲ့သမျှအရာအလုံးကမူလအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ကျွန်တော်ဘဝလည်းပုံမှန်အတိုင်းပြန်လဲရောက်ရှိသွားခဲ့ပါပြီဒါပေမဲ့ကျွန်တော်မထိန်ချုံနိုင်ပဲကြိုတင်မခံမနိုင်ခဲ့တဲ့အရာတစ်ခုတော့ရှိနေပါသေးတယ်အဲ့ဒီကောင်မလေးဟာလည်းဆရာကြီးရဲ့ပူကတ်ချင်းကိုခံထားရလို့ပါပဲနောက်ထပ်3လအတွင်းမှာသူမဘာတွေလုပ်မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်သူမအပေါ်မှာလုံခြုံရေးစီးတစ်ခုတော့တားဆီးပေးထားခဲ့ပါတယ်ဒါကတော့သူမအနေနဲ့ဘလို့ရာဆိုးမှုမျိုးကိုမှကျူးလွန်လို့မရဘူးဆိုတာပါပဲ